မေကွန်းတစ်ဂေါရမဘုရားလောင်းဟာဒုက္ခရစရိယာအကျင့်ကိုဘယ်နှစ်နှစ်တိုင်တိုင်ကျင့်ကြံခဲ့ရသလဲ6နှစ်မေကွန်းနှစ်မြတ်စွာဘုရားရဲ့အနားမှာအရေးပတ်မှာအမြဲတမ်းပြုစုစောင့်ရှောက်ခဲ့တဲ့ယဟန်ကဘယ်သူလဲအရှင်အာနန္ဒာမေကွန်း3မြတ်စွာဘုရားရှင်ရဲ့လက်ရာယံပညာအရာမှာအသာဆုံးယဟန်နာကြီးကအရှင်သာရိပုတ္တရာမေကွန်း4သာသနာမှာပထမဆုံးသောဘေကုဏီပြုခွင့်ရခဲ့တဲ့အမျိုးသမီးကဘယ်သူလဲမိတွေးတော်ဂေါတမီမေကွန်း5မြတ်စွာဘုရားရှင်ဟာဘယ်မျိုးကအင်ဂျင်တော်မှာပြိဋိနိဗ္ဗာန်ဆံတော်မူခဲ့တာလဲကုတိနာယောမေကွန်း6ဖះရှင်နဲ့အတူဖားဘတ်တော်9ပါးထဲမှာမပါဝင်တာဘယ်သူလဲအရှင်မောဂလန်မေကွန်း9ဖះရှင်မှာကြားခဲ့တဲ့အပမာဒိနတမာဒိထဆိုတဲ့စကားရဲ့အဓိပ္ပာယ်ကဘာလဲမမေ့မလျော့သောတတိနှင့်နေကြ